beauty pie ချီရနေကျူတူပါလေရှင်ဒီနေ့ကတော့မနေ့ကတော့ဝယ်ထားတဲ့ပစုံလေးနည်းနည်းကိုခွဲပြီးတော့ကလေးချောင်းဖို့ထည့်ဖို့အတွက်ပစုံကြောခဲ့တယ်လေအခုဒီနေ့ကတော့အဲ့ကျန်တဲ့ပစုံလေးတွေကိုကြော်ဖို့အတွက်ဖယ်ပြီးတော့ကျန်တဲ့ပစုံလေးတွေပေါ့နော်အဲ့ပစုံလေးတွေကိုဒီနေ့အနှစ်များလေးနဲ့ဟင်းလေးကလေးတယောက်စာကြောင်းထည့်ပြီးဖို့ဟင်းချင်ချက်မယ်ကလေးကမဆားစနေဟင်းမုံထည့်မယ်ကလေးလေးကငေးလေးစားတဲ့သူဆိုလူဒီချက်မုံလေးထည့်မယ်နော်အမအနှစ်များလေးကလေးကအနှစ်တားစားတယ်ထမင်းကိုအနှစ်လေးနဲ့လူပြီးအေးပစုံအနှစ်ကိုအမျိုးစားရတာကလေးအရင်ကြိုက်တယ်လေကျတော့အမားတို့ကအခုဟင်းချက်တဲ့အချိန်မှာအနှစ်များလေးနဲ့ချက်မယ်အဲ့လိုအနှစ်ပစုံဆိုတာအနှစ်များလေးနဲ့ချက်ရင်ပစုံရဲ့ဟင်းအနှစ်ကအရင်ကောင်းတာလေသိမလားသူကအဲ့ဒီဟင်းနှစ်ကလေးကြိုက်တယ်ဆိုတော့အဲ့လိုလေးချက်ပေးမယ်အဲ့လိုမျိုးလေးပစုံဟင်းနှစ်လေးချက်နေတဲ့အချိန်မှာတခုပြောပြမယ်ပေါ့နော်နောက်ရက်ကြရင်ဒီ beautiful follower တို့ကိုblue တွေတင်းတင်းနဲ့ blue တွေတင်းတင်းမှု blue တွေဘာကြီးဆောင်ရရှိရပါညာတရကစိစအောင်ပေါ့နော်အဲ့ဒီကောင်ပြန်ပြီး share လုပ်ပေးချင်ပါတယ်တိကျနာလေးတွေရှင်ဒီကိုရဲ့ comment အမှမေးခဲ့လို့ရပါတယ်နော်စကားမဆက်ဒါကလေးစားမယ်ဟင်းလေးပါရှုရှက်နဲ့တော်တော်ရတာရှိပါတယ်ကလေးကလေးကောင်းကောင်းစားပါတယ်အားလုံးပဲတတာ